လူတော်များများကအောင်မြင်မှုရဲ့ထိတ်ဆုံးကိုပဲကြည့်ပြီးအားကျတတ်ကြတယ်ဒါပေမဲ့အဲ့ဒီထိတ်ဆုံးကိုရောက်ဖို့ပေးဆက်ခဲ့ရတဲ့ဒဏ်ရာတွေကိုတော့ဘယ်သူမှမမြင်ကြဘူးမင်းသိထားရမှာကလောကမှာအလကားရတဲ့အရာဆိုတာမရှိဘူးကဲလို့အောင်မြင်ဖို့အတွက်လွယ်ကူနေမယ်ဆိုရင်အောင်မြင်သူဆိုတာဂုဏ်ယူစရာစကားလုံးဖြစ်နေတော့မှာမဟုတ်ဘူးမလွယ်ဘူးဆိုတာမဖြစ်နိုင်ဘူးလို့ပြောတာမဟုတ်ပါဘူးထိုက်တန်အောင်စူးစမ်းပါလို့ပြောတာပါအောင်မြင်မှုမှာတန်ဖိုးအပြည့်ပေးချေရပါတယ်သူများတွေအိတ်နေချိန်မှာမင်းနိုးနေရမယ်သူများတွေကစားနေချိန်မှာမင်းတင်ယူနေရမယ်ထိတ်ဆုံးကိုသွားတဲ့လမ်းဟာလူနည်းစုပဲသွားတဲ့လမ်းဖြစ်လို့တခါတလေမင်းတယောက်တည်းဖြစ်နေလိမ့်မယ်မင်းတစ်ခုခုစလုံးလိုက်တိုင်းမဖြစ်နိုင်ပါဘူးလို့ပြောမဲ့သူတွေအတွက်နားကိုစုံလုံးပိတ်ထားလိုက်ပါမှတ်ထားပါမင်းအခုကြုံနေရတဲ့အခက်ခဲဆိုတာမင်းလိုချင်တဲ့အနာဂတ်အတွက်ပေးနေရတဲ့အဆိုးပေးချေမှုတွေပါပဲအလာကားရတာကိုမျော်လင့်နေတဲ့၍မင်းဟာသူတပားလက်ခုပ်ထဲကရေပဲဖြစ်နေလိမ့်မယ်ကိုခြေထောက်ပေါ်ကိုရက်တီခြင်းရင်တော့လွယ်တဲ့လမ်းကိုမရှာပါနဲ့ပိုတော်အောင်ပဲစူးစမ်းပါကံကောင်းခြင်းကိုမဆောင်ပါနဲ့အခွင့်အရေးကိုကိုယ်တိုင်ဖန်တီးပါအခုပင်ပန်းနေပြီလားလက်မလျှော့လိုက်ပါနဲ့မင်းဟာတန်ဖိုးရှိတဲ့နေရာတစ်ခုကိုတလန်းနေတာဖြစ်လို့ပါလေကားထစ်တွေကမက်ဆောက်လေလေထိတ်ဆုံးကိုရောက်တဲ့အခါမြင်ရမယ့်ရှုခင်းကပိုလာလေလေပါပဲအလွယ်လန်းကိုမလိုက်ပါနဲ့အလာကားရတာကိုမမျှော်လင့်ပါနဲ့မင်းပေးဆက်နေရတဲ့သွေးချွေးတဲ့အချိန်တွေကဒီနေ့မှမင်းအတွက်အကောင်းဆုံးသောအတီးအပွင့်တွေဖြစ်လာပါလိမ့်မယ်တခုပဲသိရပါတန်ဖိုးရှိတဲ့အရာမှန်သမျှဟာခက်ခဲတတ်တယ်လို့ခက်ခဲတဲ့အရာမှန်သမျှဟာလည်းတန်ဖိုးရှိပါတယ်